တင်ဟာဂရိတိန်ချင်းကိုနေတိုင်းလိုစားသုံးနေပေမဲ့ဒါဟာတင့်အစာအိမ်ထဲမှာဘာတွေလှုပ်ဆောင်ပေးလဲဆိုတာမြင်ဘူးပါသလားဂရိတိန်ချင်းဟာနို့ထက်ပိုပြစ်တဲ့အတွက်အစာအိမ်ထဲကိုရောက်သွားတဲ့အခါလှုပ်ခါဖိတ်စင်မနေပဲညင်တာစွာတည်ရှိနေပါတယ်သူ့မှာပါဝင်တဲ့ပရိုတင်းဓာတ်မြင့်မားမှုကအစာချေစနစ်ကိုနှေးကွေးစေဖို့နဲ့ပုံမထိရောက်စွာလှုပ်ဆောင်နိုင်ဖို့အစာအိမ်ကိုအချက်ပြလိုက်ပါတယ်ခရန်လိုအနှစ်သားပုံစံအတွင်ပြင်ကအစာအိမ်အက်ဆစ်ဓာတ်ကိုရှော့ချပေးတဲ့အတွက်အစာအိမ်လှုပ်ဆောင်မှုရရန်ချင်းကိုတက်တာစေပြီးဟန်ချက်ညီအောင်ကူညီပေးပါတယ်အကျိုးပြုစီးပွားပိုးမွားလေးတွေဟာအစာအိမ်ထဲမှာပြန့်နှံ့သွားပြီးပိုမိုကျန်းမာတဲ့အစာချေဝန်းကျင်တစ်ခုဖြစ်အောင်ပံ့ပိုးပေးပါတယ်အစာချေဖြတ်မှုဟာနှေးကွေးပြီးစနစ်တကျရှိနေတာကြောင့်ဥလန်းချောင်းထဲမှာရုတ်တရက်အင်အားတက်လာတာမျိုးမဟုတ်ဘဲတည်ငြိမ်တဲ့စွမ်းအင်ကိုပေးစွမ်းပါတယ်ပရိုတင်းကက်ဆီယမ်နဲ့ပရိုဘိုင်အိုတတက်တွေဟာသွေးကြောထဲကိုတည်ငြိမ်စွာစီးဆင်းသွားပါတယ်ပုံမှန်စားသုံးပေးခြင်းကဥလန်းချောင်းလှုပ်ရှားမှုကိုပိုမိုချုံးမွေ့စေပြီးအချိန်ကြာလာတာနဲ့အမျှလေးပွားတာနဲ့မအီမတာဖြစ်တာတွေကိုလျှော့ချပေးပါတယ်ဂရိတိန်ချင်းကိုနေတိုင်းစားပေးခြင်းကအစာအိမ်ကိုအေးအေးဆေးဆေးအစာချေဖြတ်စေပြီးအာဟာရဓာတ်တွေကိုပိုမိုဆုပ်ယူစေကတစ်နေ့တာလုံးဟန်ချက်ညီစေဖို့ကူညီပေးပါတယ်အမေရိကန်အခြေစိုက်ကျမ်းမှာရေးဗီဒီယိုတွေပို့ကြည့်ဖို့အတွက်ကျွန်တော်ကို follow လုပ်ထားပေးပါ